ဂျာစီကုံမို့9ပွဲလုံးမှာ United သား9ပွဲဆက်မနိုင်ရင်စပင်ညက်ဖို့နောက်ဝါဒီထိဆောင်ရမယ့်တင်းနီပရိသတ်ဒီဇက်လန်က2024ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တာပါအဲတုန်းက United ကအိုးထဖို့ကွင်းမာတင်3-9ပြတ်တွေနဲ့ဇက်တိုက်ရှုံးနေတော့ပရိသတ်တွေကအတော်လေးစိတ်ဓာတ်ကျနေကြတာပါအဲဒီမှာ The United Stand လို့လူသိများတဲ့ friend ကပရိသတ်တွေကိုဟာတာလေးတစ်ခုအနေနဲ့စိတ်ဓာတ်မြင့်တင်ပေးချင်တာနဲ့ပဲရတဲ့9ပွဲဇက်တိုက်မနိုင်မချင်းစပင်မညက်တော့ဘူးဆိုတော့ဂတိပေးလိုက်တာပါဒီဂရိုင်းကလည်းအစတော့လာပိုင်းလောက်ပဲကြာမယ်ထင်ခဲ့တာဗျအစက3ပွဲဆက်နိုင်ရင်ညှက်မလို့ပဲဒါပေမဲ့ United ကပြိုင်ပွဲ4ခုလုံးမှာရှိနေတော့3ပွဲကလွယ်လုံးမယ်ထင်ပြီးတော့5ပွဲလို့သတ်မှတ်လိုက်တာပါအခုတော့တကယ်ကြီးကိုခက်ခဲသွားတာပေါ့ဘာလို့လဲဆိုတော့ United ကတကယ်ကြီး5ပွဲဆက်အခုတည်းကလုံးဝမနိုင်သေးလို့ဖြစ်ပါတယ်အခုဆိုရင်သူစပင်မညက်ရတာက922ရက်တောင်ရှိသွားခဲ့ပြီဖြစ်ပါတယ်ပျော်စီပြက်စီကလပ်စီဆိုပြီးတော့လုံးလိုက်ကမှစပင်တောင်တော်ရှိသွားခဲ့ရတာဖြစ်ပါတယ်ဒီ922ရက်အတွင်းမှာစပင်ညက်ဖို့အနည်းဆက်ဆုံးရောက်ခဲ့တာကတော့2026ခုနှစ်ဖေဖော်ဝါရီလကဝက်ဆန်ရဲ့ပွဲဖြစ်ပါတယ်အဲ့ဒီချိန်မှာနီးပြမိုက်ကယ်ကာရီလက်ထက်၄ပွဲစတိုက်နိုင်ထားပြီးတော့ဝက်ဆန်ကိုသာနိုင်ရင်9ပွဲပြည့်မှာဖြစ်ပါတယ်။ Frank လည်းနိုင်ရင်စပင်ညက်မယ်ဆိုတော့တေချာပြင်ဆင်ပြီးတော့လိုက်လွှင့်ခဲ့တာပါ။အဲ့ဒီ live ကိုကြည့်တဲ့သူတသိန်းကျော်တောင်မှရှိခဲ့ပေမဲ့ပွဲပြီးကနီးမှတကိုးစီနဲ့တေကျသွားတာကြောင့်9ပွဲစတိုက်နိုင်ပွဲနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။ဒါက Frank အတွက်တကယ်ကိုရင်ကျိုးစရာမှတ်တိုင်ဖြစ်ခဲ့တာပါ။ Frank ရဲ့စပင်စိန်ခေါ်မှုအတွင်းမှာ United ကနီးပြ3ယောက်တောင်မှပြောင်းခဲ့ပြီးပါပြီ။ Eric Ten Hag လက်ထက်ကနေ Ruben Amorim အခုနောက်ဆုံး Michael Carrick အထိပါနီးပြတွေပြောင်းမိမဲ့ United ရဲ့တသက်မတည်းမရှိတဲ့ရလဒ်တွေကြောင့် Frank ရဲ့စပင်ကတော့အခုလိုပုံစံမျိုးနဲ့အတော်လေးရှည်လာနေတော့မှာပဲ။ Carrick ရော United ကစားမတွေပါဒီကိစ္စကိုတည်ထားမိသွားလို့ Frank ကလည်း United ကောင်းမှုအကြောင်းပြုပြီးတော့ကဘာပါကြော်သွားခဲ့ပြီဖြစ်ပါတယ်။ United ကစားမ Matheus Cunha ကတော့လူတွေက United နိုင်တာအထက်ဒီလူစပင်ညက်ဖို့ပဲပို့ပြီးတော့စိတ်ဝင်စားနေကြတယ်။ဒါကျွန်တော်တို့နိုင်ပွဲရစီဖို့ခွန်အားမဖြစ်စေပါဘူးလို့ပုံမှန်လင်းလင်းပဲဝေဖန်ထားပါတယ်။အသင်းကောင်းဆောင် Bruno Fernandes ကလည်းသူများစပင်ညက်ဖို့တဲ့ကိုစပင်အတွက်ပဲစိတ်ပူတယ်လို့ပြောခဲ့မှုပါတယ်။ကန်နွေရေရိုနီကတော့ Frank ကိုအတော်လေးစိတ်တူနေပြီးတော့ဒီလူကအသင်းနိုင်သွားရင်ပြောမှာမဟုတ်ဘူး။အသင်းသား9ပွဲဆက်နိုင်သွားရင်သူနာမည်မကြီးတော့မှကြောက်နေမှာပါလို့တောင်မှပြင်းပြင်းထန်ထန်ပြောခဲ့ပါသေးတယ်။တကယ်လဲ Frank အတွက်ကတော့ဒီ9ပွဲဆက်နိုင်မှစပင်ညက်မယ်ဆိုတဲ့စိန်ခေါ်မှုကသူ့ဘဝကိုအကြီးကျယ်ပြောင်းလဲစေခဲ့တာပါ။ Instagram မှာ follower 1.3 တန်းကျော်ရထားပြီးနာမည်ကြီးကုမ္ပဏီတွေနဲ့ကြော်ညာတွေပါရိုက်ကူးနေရလို့ဒါကသူ့အတွက်ဝင်ငွေပေါက်တစ်ခုလိုမျိုးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူဟာအမျက်ထုတ်နေရမျိုးတွေမဟုတ်ဘဲနဲ့စပင်ညက်ခွင့်ရတဲ့အခါ Little Princess Trust ဆိုတဲ့ကလေးကင်ဆာပရာဟိတအဖွဲ့ကိုစပင်နေလူတန်းသွားဖို့အစီအစဉ်ထားပါတယ်။လက်ရှိမှာလည်းအလူငွေပေါင်6000ကျော်ရရှိထားပြီးပါပြီ။အခုရာသီပိတ်ဖို့9ပွဲပဲကျန်တော့တဲ့အချိန်မှာ9ပွဲဆက်နိုင်ဖို့ဆိုတာတကယ်မလွယ်ပါဘူး။ဒီလက်ချန်9ပွဲအတွင်းမှာသာ United က9ပွဲဆက်မနိုင်ဘူးဆိုရင်တော့ Frank ကနေရာသီပြောင်းရွှေ့ကာလ4လလုံးဒီစပိန်နဲ့ပဲထပ်နေရအောင်ပါပါ။နောက်ဒီအသစ်ပြန်စားမှသာသူ့အတွက်မျှော်လင့်ချက်ကပြန်ရှိလာမှာဖြစ်ပါတယ်။လာမယ့် Aston Villa နဲ့ပွဲကစားလို့9ပွဲအတွင်းမှာ United 9ပွဲစတိုက်နိုင်မလား Frank ကစပင်ညက်ခွင့်ရမလားဆိုတာတကမ္ဘာလုံးက United ပရိသတ်တွေနဲ့တူစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။